ဒီနေ့ project တစ်ခုအကြောင်းကိုအရင်ဆုံးပြောမယ်ပေါ့နော်ပထမဦးဆုံးဒီ career မှာစဝင်တဲ့အချိန်မှာပထမဦးဆုံးလုပ်တဲ့ music video project ပေါ့နော်ဆိုတော့ချစ်စုကမန္တလေးရပေါ့နော်မန္တလေးရဆိုတော့စလုပ်ချင်းတုန်းကတော့ music video မဟုတ်ဘူးဒီမျိုးက social media အတွက် ads လေးတွေပြီးတော့ဒီကျောင်း welcome အတွက် farewell အတွက်ပွဲမှာ event highlight လေးတွေ like ရိုက်ပြီးတော့ဒီ industry ရဲ့ဝင်ခဲ့တာပေါ့နော်ဒါပေမဲ့ music video အနေနဲ့ဆိုလို့ရှိရင်ပထမဦးဆုံးရရတဲ့ music video ကKOS9 ရဲ့ပေါ့နော်ဒီစာမချက်ချင်းဆိုတဲ့ music video ပေါ့နော်2018ဟုတ်တယ်18ဝန်းကျင်19ဝန်းကျင်တောင်ဖြစ်မယ်တူတယ်မြို့မှာအဲ့လိုရိုက်ဖို့အတွက်ပေါ့နော်လူရှာဖို့တွေပစ္စည်းရှာဖို့တွေတော်တော်ခက်တယ်ပြီးတော့ကိုရီးယားလည်းဆက်စချင်းအရင်တော့ချစ်စုနေတယ်ပေါ့နော်ဆက်စချင်းလုပ်တဲ့ music video ဆိုတော့အဲ့လိုကိုကအားစိုက်ချင်တယ်ကွာဆိုတော့အားစိုက်ချင်တယ်ဆိုတော့အဲ့တော့ကဘာလုပ်လဲဆိုတော့ဒီပစ္စည်းငားတဲ့ခါတွေမှာဒီမြို့မှာပေါ့နော်ဒီဇက်ပွဲတွေရွာကအဲ့လိုဖျားဝဲတွေမှာပစ္စည်းငားပြီးတဲ့နေရာတနေရာရှိရယ်ကန်ကောင်းပြီးတော့အဲ့နေရာနဲ့အဆက်သွယ်ရလိုက်တယ်ဆက်စချင်းတော့ကတော့ဘနော်တို့မီးပန်း600ဘန်းတို့အဲ့လို900ဘန်းတို့အဲ့လိုဘန်းတွေနဲ့စပြီးရိုက်ခဲ့တာဆိုတော့မီးပန်းလေးတွေရတယ်ပြီးရင်ကိုရီရိုက်ချင်တဲ့ပုံစံကကြတော့လုံးဝအဲ့လိုလေဟောတိုက်ကြီးထဲမှာကျောင်းသားတွေကပေါ့နော်ဆောင်းပွဲဖြီနေတယ်လုံးဝဘယ်လိုလဲ stress ရတဲ့ဒီ KOS9 ရဲ့ပေါ့နော်some ချက်ချင်းမှုဆိုရယ် stress ရတဲ့ဟာမျိုးကိုရိုက်ပြချင်တာဆိုတော့အမောင်ကန်းလုံးဝအမောင်ကန်းပုံစံမျိုးရိုက်မယ်ဆိုတော့ဟာဘယ်မှာရှာရမလဲပေါ့နေရာလဲလိုတာအဲ့လိုကိုတောင်လိုအခြေကြီးလိုတာဆိုတော့လိုက်ရှာရင်းနဲ့အတိတယောက်ရဲ့အကူအညီနဲ့ပေါ့နော်မြို့ကနေနိုင်ရွက်45မိနစ်လောက်တွားရတဲ့ဖုန်းကြီးကျောင်းတစ်ခုသွားတွေ့ရယ်ဆိုတော့အဲ့ဖုန်းကြီးကျောင်းမှာသူကအဲ့လိုဓမာယုံကြီးလိုပဲပေါ့နော်အဲ့လိုဟောကန်ကြီးရှိရယ်အဲ့ဟောကန်ကြီးရဲ့မှာဖုန်းကိုခွင့်တောင်းပြီးတော့ကိုရီပေါ့နော်ဖုန်းခွင့်တောင်းအရာဓမာယုံနဲ့ညှိပြီးတော့လို့တွားရိုက်ကြတာတွားရိုက်တော့လေအဲ့မှာကိုကနိုင်စင်းရရမှာကွာအဲ့စင်းရလူတွေကလည်းចောင်းသားတွေကလည်းခေါ်သွားခြင်းလေဆိုဟဲ့ဘတ်ဂျက်ကလည်းအကုန်လုံးကစတဲ့အချိန်မှာဘတ်ဂျက်ကဘလို့မှမရှိတော့ကန်ကောင်းကျင်တော့ KOS9 ရဲ့ fan တွေကမြို့မှာနေတဲ့သူတွေရှိရယ်ဆိုတော့ KOS9 ရဲ့ fan တွေကိုကူညီတောင်းပြီးတော့ပေါ့နော်အဲ့လိုခင်နဲ့ညီမလေးနှစ်ယောက်ကိုကူညီတောင်းပြီးတော့အဲ့ဟိုပါပေါ့နော်ဒီဘုန်းကြီးကျောင်းကြီးကိုတွားကြတဲ့အခါမှာလည်းအဲ့လိုတွားဆိုတော့အဲ့လို transportation တွေပါရလဲကောင်းမရှိဘူးကွယ်မရှိတော့ဘာလို့လဲဆို light truck ကြီးနဲ့အကုန်လုံးကသွားပြီးတော့ဒီအဓိကတရုပ်ဆောင်မဲ့ညီမလေးတွေကိုတော့ make up တွေပါရလဲနားဆိုမပြတ်မစီအောင်ပေါ့နော်သူတို့ကားကောင်းလေးနဲ့သွားပေါ့ပြီးတော့အိမ်မှာရိုက်ကြတာရိုက်တော့ဖြစ်ချင်တော့အချိန်ကကြာတာပေါ့လေနော်ပစ္စည်းအင်အားရောလူအင်အားရောနေတာဆိုအချိန်ကတအားကြာတော့အိမ်မှာဖြစ်လဲဆိုမှန်းထားတဲ့အချိန်မှမပြီးတော့မနက်ခင်း9နာရီလောက်ထိကိုရောက်တယ်။စောင်းထွေးဆိုအသေးချမ်းပြီးတော့ရိုက်ရတာကွာမရှိဘူးဆိုလို့ရှိရင်လို့2ရက်ခွဲ3ရက်လောက်ခွဲပြီးရိုက်ရတယ်။အခုပြောနေတာကဒါဘုန်းကြီးကျောင်းမှာရိုက်တဲ့ဒီလူတွေအများဆုံးစင်းကိုပေါ့နော်။ရိုက်တယ်ဆိုတော့အရန်ချမ်းလာအကုန်လုံးကလေပြီးတော့လို့ဟောတိုက်ကြီးလို့ဖြစ်နေတော့လေလေတွေကလည်းတိုက်အကုန်လုံးကနဲ့ချမ်းအကုန်လုံးပြီးတော့မှပြောပြီးတော့အဲ့လိုစောက်မွက်ကြီးဖွင့်ပြီးတော့အိမ်နေရရိုက်ခဲ့ရတာပေါ့နော်အဲ့ဒါတော့လုံးဝအမတ်တရပဲပြီးရင်ကျစတို့ကဇက်တိုက်ရိုက်ရတာဆိုတော့နောက်ထပ်ဒီဟိုပါပေါ့ KOS9 တယောက်တည်းအခန်းမှာရိုက်တဲ့ဟာမျိုးကြတယ်နေရာမရှိတော့အဲ့လိုပဲအတိရဲ့အိမ်ကိုသွားပြီးရိုက်ရအောင်ရိုက်တော့အဲ့အိမ်ကလည်းကွာသူကအဲ့လိုပြင်လက်စအိမ်ပေါ့နော်ပြီးတော့ထုံးစံတိုင်းပဲနိုင်စင်းကိုရွေးမိရယ်ကွယ်နိုင်စင်းတွေကိုအိမ်မှာကလေးလုံးဝမုန်းသွားတာပထမဆုံးမှာကလေးကဆိုတော့နိုင်စင်းကိုရိုက်တော့ကိုရီးယားထုံးစံတိုင်းပဲဟိုအိတ်ရှော့တွေမှာကျတော့ကွာကိုရီးယားလိုဒေါ်လီအင်းတွေပါတယ်ကွာအဲ့တော့အဲ့ပစ္စည်းကိုမှတ်ရလှေကားပေါ့နော်လူဒေါ်လီကိုအဲ့တော့ကမြို့ကဟာရမြို့ကဟာကျတော့အဲ့တော့ကလေတန်ချောင်းကြီးအလေးလိုကြီးပေါ့နော်အဲ့ဒါကြီးလေကားနဲ့ထန်တင်လူကလည်းရှိတာမှ2ယောက်လောက်ပဲရှိအဲ့ဒါတညာလုံးရိုက်ပြီးတော့လေအသေးပင်ပန်းတာအဲ့ဒါလေဇက်တိုက်ပဲပေါ့နော်အဲ့လိုနင်းညကူးွားဆိုအဲ့ညဆိုရိုက်နေနေငိုက်တာဘလို့မှအဲ့လိုမျိုးလုံးမထနိုင်ဘူးပြီးတော့အဲ့ပစ္စည်းရတင်တဲ့ light truck ကားရေးဆိုလို့ရှိရင်ကိုယ်တိုင်မောင်းတာပတ်စံမရှိလို့အကုန်ချတတ်တာကိုယ်တိုင်မောင်းပြီးတော့အဲ့လိုသွားပြီးတော့ရိုက်ပေါ့နော်ဆိုတော့နောက်ဆုံးKOS9 အဲ့လိုအခန်းထဲမှာ TV ကြီးရဲ့စင်းတွေပါရတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့အဲ့တုန်းကတငယ်ချင်းတွေစုပြီးတော့ဗောနော်ရုံးခန်းလိုမျိုးလေးလှုပ်ကြတဲ့နေရာရှိရေးဆိုတော့အဲ့ဒီမှာပဲ
အဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့အဲ့ music video ကအမှတ်တရတွေအများကြီးရှိခဲ့တယ်ပထမဦးဆုံးလည်းဖြစ်တယ်အများကြီးလည်းအကူအညီတောင်းခဲ့ရတယ်ဆိုတော့ပေါ့နော်အဲ့ဒါလေးကိုပြောပြတာပေါ့ပထမဦးဆုံး music video အနေနဲ့reach နဲ့ engagement ကတော့အများကြီးအတုံးကမရောက်ခဲ့ဘူးဒါပေမဲ့အားလုံးလည်းပြောရတယ်တကယ်လဲကိုမြင်ထားတဲ့ vision အတိုင်းတိကျလေးလုပ်ခဲ့ရတဲ့ project ဆိုတော့တော်မှတ်ရရှိရဲ့ project တွေဖြစ်တယ်ပေါ့နော်အဲ့ထဲမှာပါတယ်ဒီစင်ဘောကပေါ့နော်စင်ဘောကစာရွက်တွေကျဲပြီးတော့စင်ဘောကပါတယ်အဲ့ထဲမှာပါတဲ့ actor ရေဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုဒီ cameraman DOP ရဲ့အဖေရစာပါတယ်ပြီးတော့တငယ်ချင်းတွေကိုဆွဲထဲလောက်ပေါင်းဟူလိုပါပေါင်းဒီလိုပါပေါင်းအဲ့လိုအဲ့ကိစ္စကတော့ဟိုးစခဲ့တဲ့ခုချိန်ထိဇက်ကူတစ်ခုလုံးမယ်ဆိုလို့ရှိရင်တရက်ကွက်လုံးပတ်ပြီးကူညီတောင်းရတာဆိုတော့အိမ်တော့ပို့ဆိုးတယ်ဘူးနဲ့မှလည်းမတည်သေးတော့လေအရင်ကြီးဟိုဘယ်လိုပြောမလဲမြို့မှာပေါင်းတင်လဲနေတော့တော်တော်ကြီးခက်ခဲတယ်ပေါ့နော်ဒါပေမဲ့အများကြီးလည်းပျော်ခဲ့ရတယ်ခုပြီးသွားပြီဆိုလို့ရှိရင်အဲ့နောက်ဆုံး result ကိုပြင်လိုက်ရရင်ကိုပျော်တာပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ချစ်စုရဲ့ဒီ industry ရဲ့မှာပထမဦးဆုံး music video ရိုက်ဖြစ်တဲ့ project လေးအကြောင်းကိုပြပြပေးသွားတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုး project တစ်ခုချင်းစီရဲ့ personal experience အကြောင်းတွေကိုလည်းနောက်ထပ်အများကြီးပြောပြဖို့ရှိသေးတာမို့လို့စိတ်ဝင်စားရဆိုလို့ရှိရင် channel လေးကို follow လုပ်ခဲ့နိုင်ပါတယ်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်